ဇလန်လေးကတော့ဖခင်ဖြစ်သူဟာသမီးလေးရဲ့အခန်းထဲကိုမတော်တဆဝင်သွားရာကနေစတင်ခဲ့တာပါအဲ့ဒီမှာသူလုံးဝမမျှော်လင့်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတော့သမီးလေးရဲ့ကြောပေါ်မှာပွတ်လောရိုင်နေတဲ့ဒဏ်ရာတွေပါပဲဖခင်ဖြစ်သူကအရန်ကိုထိတ်လန့်သွားပြီးအိမ်ကူကိုငါသမီးကိုဘသူဒီလိုလုပ်ရတာလဲလို့အသေးအံမေးပါတော့တယ်အဲ့ဒီချိန်မှာပဲသူ့ဇနီးဖြစ်သူကအခန်းထဲကိုဝင်လာပါတယ်သူကဇနီးတဲ့ကိုလည်းမေးကြည့်ခဲ့မယ်သူမကတော့ဘာမှမသိသလိုလိုနဲ့စကားကိုရှောင်လွှဲနေခဲ့ပါတယ်ဒါကိုကြည့်နေလဲအိမ်ကူကတော့မနေနိုင်တော့ပဲဒီဒဏ်ရာတွေဟာကလေးရဲ့အမေအရင်ကိုယ်တိုင်လှုပ်ထားတာပါလို့ချက်ချင်းပဲဖွင့်ပြောလိုက်ပါတယ်ဖခင်ဖြစ်သူဟာအန်အိုးမြင်တက်သွားပြီးမင်းကအမေတိလောက်ဖြစ်ပြီးဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲလို့မေးလိုက်မိတယ်ဒါပေမဲ့အမေဖြစ်သူကတော့အဖြစ်မှန်ကိုငြင်းဆိုပြီးသမီးလေးရဲ့ဘေးနားကိုတွားရက်လိုက်ပါတယ်ရင်နာစရာကောင်းတာကသူမဟာသမီးလေးကိုလူရှိမှရေပြဟိုတာမတိမတာချင်းကြောက်တဲ့အနေနဲ့သမီးလေးရဲ့ကြောကိုအတင်းလိန်ဆွဲနေခဲ့တာပါဒီမြင်ကွင်းကိုအိမ်ကူကမြင်သွားပြီးကြည့်ပါဦးအခုထိသမီးလေးကိုလိန်ဆွဲပြီးနှိပ်စက်နေတော့မယ်လို့ထောက်ပြလိုက်ပါတယ်ဒါနဲ့ဖခင်ဖြစ်သူလည်းသမီးလေးကိုသူ့ရင်ခွင်နဲ့ဆွဲခေါ်လိုက်ပြီးအမှန်တိုင်းဖြိုးကိုချောမေးပါတော့တယ်သမီးလေးကကြောက်လွန်းလို့ဘာမှမပြောရတာကိုသိတဲ့အိမ်ကူကတော့အဖြစ်မှန်အားလုံးကိုရင်ဖွင့်ချလိုက်ပါတော့တယ်တကယ်တော့အမေဖြစ်သူဟာကြက်ကြော်တွေကိုမြင်းရင်းကြီးရှိစားနေချိန်မှာသမီးလေးကိုတော့ချိတ်ဆွဲထားတဲ့မုံလာတို့တွေကိုပဲမတက်ရပ်ပြီးစားခိုင်းခဲ့တာပါကလေးလေးကကြက်ကြော်စားခြင်းလို့ငိုယိုးတောင်းပန်ပေမဲ့အမေဖြစ်သူကတော့လုံးဝလိလူရှုခဲ့ပါတယ်ဒါကိုတနာသွားတဲ့အိမ်ကူကတော့သမီးလေးဘိုက်ဝအောင်မုံလာတို့တွေအောက်မှာကြက်ကြော်တွေကိုတိတ်တဆိတ်ဖုံးကွယ်ပြီးကျွေးလိုက်ရတာဖြစ်ပါတယ်